မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကဒီ solar inverter တွေဝယ်သုံးတာကပို့ပြီးတော့ကောင်းမလားဒါမှမဟုတ်လည်းကျွန်တော်တို့ဒါအရင်ကတည်းကသုံးနေကြပုံစံဖြစ်တဲ့ solar ကနေ controller စီကိုသွားမယ် controller ကနေ battery ကိုတက်သွင်းမယ်နောက် battery ကနေကျွန်တော်တို့ AC ထုတ်သုံးပွဲရန်အတွက်တည်တံ့ inverter သုံးမယ်အဲ့ဒီစနစ်ကပို့ပြီးတော့စင်ပြေသလားပေါ့အဲ့တော့ကျွန်တော်ဒီနေရာမှာစဉ်းစားလို့ရမယ့်အကြောင်းအရာချက်လက်လေးတွေကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်အခုချိန်မှာလက်ရှိဈေးကွက်မှာကျွန်တော်တို့ဒီ MPPT controller တွေကလည်းတော်တော်ဈေးမြင့်လာတာကိုအားလုံးသိရှိကြမယ်ထင်တယ်ကျွန်တော်တို့ပုံမှန်သုံးများတဲ့ဒီ 600W AD-Joy MPPT controller တော့မှဒါဈေးနှုန်း3သိန်းကျော်သွားတာကိုတွေ့ရတယ်ကျွန်တော်ဒီနေရာမှာ3သိန်းနဲ့ပဲတွက်မယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့အရင်သုံးနေကြပုံစံအတိုင်းဆိုရင်ကျွန်တော်တို့ဘယ်လိုလာမလဲဆိုတော့တစ်ချက်လောက်ကျွန်တော်တို့ဒါတွက်ကြည့်မယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့အရင်သုံးနေတဲ့ပုံစံကဒီမှာ solar တော့ကျွန်တော်ဒီနေရာမှာ990တစ်ချက်ပေါ့နော်ဒီနဲ့ဈေးနှုန်းနဲ့ကျွန်တော်တွက်ထားတယ်ဒီမှာ solar ကိုကျွန်တော်3သိန်းခွဲနဲ့တွက်ထားတယ်နောက် MPPT AD-Joy နော် 600W controller တစ်လုံးဒါ3သိန်းပတ်ချလေးရှိတယ်နောက် battery က 12.8 near O ပေါ့နော်ဒီ LiPo 4 battery 15သိန်းပတ်ချလေးရှိမယ်နောက် DA ဒီနာမှာတော့ကျွန်တော်က 3000W နဲ့တွက်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အောက်ကကျွန်တော်တွက်မဲ့ဒီ solar inverter က 1.5 kW ရှိတဲ့အတွက်ပေါ့နော် 3000W နဲ့မှတော့ 1.5 လောက်ပဲထွက်မှာဟုတ်ဒီ DA တွေကကြတော့နော်အဲ့ခါကျတော့ DA 3000W ဆိုရင်ပုံမှန်3သိန်းလောက်ရှိတဲ့ဈေးရနော်နောက် 12.8 charger တတ်လို့မယ်ဒီမှာ 12.8 charger ဆိုတာကကျွန်တော်တို့မီးsolar နဲ့မလောက်ခဲ့ရင်ကျွန်တော် EPC ကနေဒီ battery ကိုအပြန်သွင်းခြင်းနဲ့ဆိုရင်ဒီ MPPT controller တွေကသွင်းမပေးနိုင်ဘူးသူကဒီ battery ကိုအသွင်းဖို့เนาะ EPC ကနေအသွင်းဖို့ဆိုရင် charger တတ်လို့မယ်အဲ့ဒီ charger ကိုကျွန်တော်ဒီနေရာမှာ3သိန်းခွဲဆိုပြီးတွက်ထားတယ်အဲ့တော့အားလုံးပေါင်းလိုက်တဲ့အခါမှာ26သိန်းလောက်ကျတယ်ဟုတ်ပြီအဲ့တော့ဒီနေရာမှာဒါဒီအပေါ်ကပုံစံမျိုးနဲ့မသုံးမဲ့နဲ့ solar inverter တစ်လုံးနဲ့သုံးလိုက်မယ်ဆိုရင်ရောဗောနော်ဒီမှာကျွန်တော်ဈေးတွက်ပြထားတယ်ပုံမှန်ဈေးကွက်ထဲမှာဆိုရင်လူသုံးများတယ်ဗောနော်ဒီ shut off sun 1.5 kW solar inverter တွေဆိုရင်9သိန်းပတ်ချလိုက်မှရှိတယ်ကျွန်တော်ဒီနေရာမှာ9သိန်းနဲ့တွက်ထားတယ်ကျွန်တော်ဒီမှာတွက်တဲ့ဈေးနှုန်းတွေကတော့ဒါပိုတာလိုတာလည်းရှိနိုင်မှာနော်ဒါပေမဲ့အများကြီးတော့မပို့ဘူးအများကြီးမလဲမလို့ဘူးပေါ့နော်အဲ့တော့ဒီမှာ 12.8 volt နေရာအိုးဆိုရင်တော့ဒါ15သိန်းပတ်ချလဲလောက်ရှိတယ် DIY နဲ့ဆင်ရင်လည်းပဲအဲ့ဒီပတ်ချလဲသွားတာပါပဲနော်ဒီ BMS အကောင့်တွေသုံးမယ် cell အကောင့်တွေသုံးမယ်နောက် income အကောင့်တွေသုံးမယ်ဆိုရင်တော့ဒါအဲ့လောက်ကုန်တာပါပဲနော်နောက်ပြီးတော့ solar လဲတွေမှာ3သိန်းခွဲဟုတ်ပြီတော့ကြတော့ဒီမှာကျွန်တော်တို့ကsolar inverter တွေဝယ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာMPPT controller ဝယ်ကြမလို့တော့ဘူးနောက်ပြီးတော့ DA 3000W inverter ဝယ်စမလို့တော့ဘူးနောက်ပြီးတော့ EPC ကနေ battery အသွင်းဖို့ပေါ့နော်ဒါတွေတို့ကဝယ်စရာဘာလဲဆိုရင်မလိုတော့ဘူးဒါတွေအားလုံးကိုဒီမှာ solar inverter တစ်လုံးထဲမှာအားလုံးပေါင်းပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်25သိန်း5000ကုန်မယ်ဟုတ်ပြီကုန်ကျစရိတ်ကတော့ဒီတိုင်းကြည့်လိုက်တိတ်မကွာဘူးလို့ထင်ရတယ်ဒါပေမဲ့သူကကျတော့ဒီမှာကြိုးတွေပေါ့နော်ဒီsolar နေ MPPT controller ရဲ့ဝင်မယ် MPPT controller ရဲ့နေပြီးမှကျွန်တော်တို့ battery စီကိုတွားမဲ့ကြိုးတွေလိုမယ်နော်ကြိုးတွေလိုမယ်နောက်ကြားထဲမှာ efficiency ဘာလဲဆိုရင်ရောနေဆုံးရှုံးမှုတွေဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က battery ကနေတခါ inverter နဲ့ကျွန်တော်တို့က AC ကိုဆွဲအောင်ပါအဲ့ခါကျတော့ဒီမှာကြားထဲမှာအဆင့်ဆင့်ဖြည့်ရတဲ့ဟာတွေများတယ်သူကကျတော့အဲ့လိုမရှိဘူးအတွင်းထဲမှာတစုတစည်းလေးဖြစ်တယ်နောက်ပြီးတော့သူကကျတော့ဘာလဲဆိုရင်ဒီမှာအသုံးပြုတဲ့ဒီ 3000W တို့ဘာလို့ဆိုတာကအာမခံနဲ့မလာဘူးသူကဒီ 1.5 kW solar inverter တွေနဲ့ကျွန်တော်တို့ဝယ်သုံးလိုက်မယ်ဟဲ့ဆိုတော့အာမခံနှစ်အနည်းဆုံးတော့ရှိကြတယ်နော် solar inverter တွေကဟုတ်ပြီအဲ့ဒီလိုကောင်းကျိုးတွေရှိမယ်နောက်ပြီးတော့ဘာတွေရှိနိုင်သေးတယ်လဲဆိုရင်ဥပမာဒီအပေါ်ကစနစ်ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီ 600W နဲ့ AD-Joy MPPT နဲ့အသုံးပြုမယ်ဟဲ့ဆိုရင်ဥပမာဗျာကျွန်တော်တို့ကဒီ solar တစ်ချက်တည်းနဲ့မလောက်တော့ဘူး solar ကိုကျွန်တော်တို့တိုးချင်တယ်ဒါဆိုရင်ဒီ AD-Joy MPPT 600W နဲ့ကအဆင်မပြေတော့ဘူးနော်သူ့ထက်ဝက်များများလက်ခံတဲ့ဘာလဲဆိုရင် controller ကျွန်တော်တို့သုံးရတော့မယ်ဒီအောက်က 1.5 kW ကကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဘာဒါကျွန်တော် solar တစ်ချက်တည်းနဲ့တွက်ထားတာ solar နှစ်ချက်တက်ချင်တဲ့ဟိဆိုရင်လေရသေးတယ်နော်သူ solar အဝင်2000ထိရတယ်အဲ့ဒါလို့ကွာသွားတယ်နော်အဲ့ခါကျတော့ဒီချိန်မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဒီအပေါ်ကစနစ်ပုံစံမျိုးဆိုရင်ဒါတခုပြီးတခုပေါ့နော်ပစ္စည်းတက်ရတာလည်းအလုပ်ရှုပ်တယ်နောက်ပြီးတော့ဘာလဲဆိုရင်တခုခုဖြစ်သွားပြီဟိဆိုရင်တော့ဒါပစ္စည်းကတော့လဲရတာတော့လွယ်တယ်ဥပမာဒီ inverter မကောင်းရင်ဝယ်လဲလိုက်မယ်အဲ့လိုကတော့လွယ်တယ်မှန်ပေမဲ့ဘာကြောင့်လဲဆိုရင်ရေရှည်မှာတော့ all in one ကြတယ်ပေါ့နော်ဒါမျိုး 1.5 kW solar inverter နဲ့သုံးတာကပဲပို့ပြီးတော့အဆင်ပြေမယ်ဗျ
အဲ့တော့ဒီနေရာမှာဒါမိတ်ဆွေတို့အနေနဲ့ကျွန်တော်ကတော့ဒီမှာဘာသုံးပါလို့တော့ကျွန်တော်မပြောဘူးကိုအဆင်ပြေတဲ့ဟာကိုသုံးတချို့ကဒီအပေါ်ပုံစံမျိုးကိုအသုံးပြုတာကြိုက်တယ်တချို့ကျတော့လည်းဒါ 1.5 ကီလိုဝက်ပေါ့နော်ဒီ solar inverter တစ်လုံးနဲ့လည်းအားလုံးကိုပြီးသွားတာပဲအဲ့လိုသုံးတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဒီအောက်ကဟာကိုတော့ပို့ပြီးတော့သဘောကျတယ်နော်ဘာကြောင့်လဲဆိုရင်အရင်တုန်းကတော့ MPPT controller တဲ့ဈေးကအလောက်ထိမရှိသေးဘူးဗျခုကျတော့ MPPT controller တွေကဈေးကတအားကြီးသွားပြီဈေးတွေတအားတက်လာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်တို့ကတော့ဒီအောက်ကဒီ 1.5 kW solar inverter တွေနဲ့ပဲသုံးတာကပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်တော့ breaker ပိုင်းညာတော့တက်ရမှာပေါ့ဗျာဒီနှုန်းအနေနဲ့ကုန်ကျစရိတ်ကိုတွက်ကြည့်လိုက်မှဆိုတော့တိတ်မကွာဘူးသူကကြတော့ဒီအောက်ကဟာကြတော့ဒီမှာ25သိန်း5000ဆိုပေမဲ့သူကသုံးမယ်ဆိုရင် breaker ပိုင်းညာလာအောင်မယ်ပေါ့နော်တော့ breaker ပိုင်းညာတော့တိတ်သုံးလေးတော့မရှိကြဘူးဒါပေမဲ့သုံးရင်တော့ပိုကောင်းတော့ပို့ပြီးတော့ safe ဖြစ်အောင်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်တဲ့မိတ်ဆွေတွေအနေနဲ့ဒါစဉ်းစားပါကိုယ်ဘယ်ဟာသုံးသင့်တယ်လဲပေါ့နော်အဲ့တော့ကိုယ်စိတ်ကြိုက်အကြိုက်ရွေးလို့ရအောင်ပေါ့နော်ဒီမြင်ညမ်းလို့ရအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုပြောပြပေးတာဖြစ်ပါတယ်ပေါ့နော်အရင်တုန်းကတော့ဒီအပေါ်ကစနစ်မျိုးကနည်းနည်းပို့ပြီးတော့ကြိုက်တယ်လို့ရှိတယ်ဘာကြောင့်လဲဆိုတော့MPPT controller တွေအဲ့လောက်ထိဈေးမရှိသေးဘူးเนาะတသိန်းပတ်ချလဲပါပဲရှိတယ်အခုကျတော့ MPPT controller တွေကဈေးကမတရားကြီး3သိန်းလောက်ရှိနေပြီဆိုတော့အဲ့ဒီကျတော့အဲ့ဒါတက်ဆိုင်တော့ကြီးကျွန်တော်တို့ကဒီအောက်ကဒီ solar inverter တွေကိုပဲဝယ်သုံးတာကပို့ပြီးတော့အဆင်ပြေတယ်သူကကျတော့ခုနကကျွန်တော်ပြောသလိုပေါ့နော်ဒါကျွန်တော်တို့မလောက် solar နဲ့မလောက်လို့solar ထပ်တိုးချင်တဲ့ဘာညာဆိုဒီ600ပဲ Elite MPPT နဲ့အဆင်မပြေတော့ဘူးဒီအောက်ကဟာမျိုးကကျတော့ 1.5 kW solar inverter တော်တော်များများပေါ့နော်တော်တော်များများကတော့ဒါ solar နဲ့ချက်ထိတော့ဒါသုံးလို့ရတာကိုတွေ့ရတယ်ဥပမာ battery လည်းထပ်တိုးမယ်ဗျာElite 600ဝက်နဲ့ကျတော့ဥပမာကျွန်တော် battery ကို300လောက်ထပ်တိုးလိုက်တယ်ဒီ solar တစ်ချက်တည်းနဲ့ကျတော့300သွင်းဖို့ကျတော့မလွယ်တော့ဘူးနော်မလွယ်တော့ကျွန်တော်တို့ကကြားထဲမှာလည်း3အောင်မှာပါညာနဲ့ဆိုရင်အသွင်းတဲ့ချိန်ကြာသွားနိုင်တယ်ကိုသုံးထားတဲ့ MPPT ကလည်းဒီမှာ600ဝက်ပဲဆိုတော့အသွင်းချိန်ကြာသွားနိုင်တယ်ဒါပေမဲ့ဒီမှာကျတော့ 1.5 kW solar inverter တိုင်းမှာကျတော့သူ့ကိုအသုံးပြုပဲဆိုရင်တော့ကျွန်တော်တို့ကဗာလဲဆိုရင် battery ကိုထပ်တိုးတယ်ဟေးဆိုရင်လည်းပဲရသေးတယ်နော်300အိုးလောက်ကတော့ 1.5 kW နဲ့ကျွန်တော်တို့ဒါ solar နဲ့ချက်လောက်တက်လိုက်မယ်ဆိုရင်ဒါ AACC အသုံးပြုလို့ရမယ် solar နေမရခဲ့ရင်တောင်မှဗာလဲဆိုရင် EPC နဲ့အသွင်းမယ်ဟေးဆိုရင်300အိုးကို AACC ကျွန်တော်တို့ Ampere ကိုမြင့်ပြီးတော့အသွင်းလို့ရသေးတယ်သူကကျတော့ဒီမှာ charger ကတော့ဒါပုံသေးဒီမှာကျွန်တော် battery အားတိုးတယ်ဆိုရင်ဒီမှာ charger ပါကျွန်တော်တို့လိုက်တိုးရတော့မှာနောက်ပြီးတော့ဒီဗာလဲဆိုရင် MPPT controller ကိုပါကျွန်တော်တို့ကတိုးရတော့မယ် solar ကိုလည်းပဲအလင်းသိရင်တိုးရတော့မယ်solar တိုးပြီဟဲ့ဆိုတာနဲ့လည်းဒီ MPPT controller တိုးရတော့မယ်ဒီအပေါ်စနစ်မျိုးอ่ะเนาะအဲ့တော့တစ်ခုချင်းပြဒီတစ်လုံးတည်းကိုတွားတိုးလိုက်လို့မရဘူးဒီလုံးတည်းတိုးပြီဆိုတာနဲ့တခြားအနေနဲ့ကြောက်ကိုက်ညီမှုမရှိတော့ဘူးเนาะ battery တိုးလိုက်ရင် controller နဲ့မကိုက်တော့ဘူး solar နဲ့မကိုက်တော့ဘူး solar ထပ်တိုးလိုက်ရင်လည်းပဲ controller နဲ့မကိုက်တော့ဘူးအဲ့လိုပုံစံမျိုးတွေဖြစ်တယ်ဒီမှာကျတော့အဲ့ဒီလိုတိတ်မရှိဘူးပေါ့နော်အဲ့တော့ဒီကနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့အကြောင်းအရာကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်